Contestant number 1အလှမဲ့ငူဝါချောဖြင်းဆူရမယ်မိကုန်းလေးကဉာဏ်ပညာတို့ထဲမှာဘယ်အရာကအမျိုးသမီးတစ်ယောက်အတွက်ပိုအရေးကြီးတယ်လို့အင်တီမာတယ်။ဘာကြောင့်ပါလဲ။ဖြစ်စိုးရပါပြီ။ အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ contestant number 1ငူဝါဆိုပဲဖြစ်ပါရဲ့ရှင်။ကျွန်မအတွက်ကတော့အလားတရားနဲ့ဉာဏ်ပညာနှစ်ခုစလုံးကအရေးပါပါရဲ့ရှင်။ဒါပေမဲ့ဉာဏ်ပညာကပိုပြီးတော့အရေးပါပါရဲ့ရှင်။ဉာဏ်ပညာရှိတဲ့လူတစ်ယောက်ဟာသူရဲ့စဉ်းစားတွေးခေါ်မှုနဲ့ဆုံးဖြတ်ချက်တွေဟာလူအများပေါ်မှာအများကြီးအထောက်အကူဖြစ်စေပါရဲ့ရှင်။ဉာဏ်ပညာရှိတဲ့လူတစ်ယောက်ဟာသူ့ရဲ့အနာဂတ်ကိုအကျိုးရှိစွာအသုံးချနိုင်ပါရဲ့ရှင်။ဒါကြောင့်မို့လို့ကျွန်မအတွက်ကတော့အလှကတရားထက်ဆောင်လို့ရှိရင်ဉာဏ်ပညာကတော့ပိုပြီးတော့အရေးပါပါရဲ့ရှင်။ကျေးဇူးများတင်ပါတယ်။အကောင်းဆုံးဖြည့်ဆည်းတော့ဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ညီမငယ်လေးရဲ့ဖြည့်ဆည်းမှုကိုတိုင်း